speaking ကိုလည်းကြည့်ရင် grammar လေးတစ်ခါရသိသွားအောင်ဒီအသုံးတစ်ခုကိုရှင်းပြပြပါမယ် still ရဲ့အဓိပ္ပာယ်ကလုံနေစေပဲသူကဒီမှာနေစေပဲသူရဲ့ opposite က no longer or not anymore ဒီမှာမနေတော့ they are just the opposite usage တွေပေါ့နော် for example he still lives in that city he no longer lives in that city သူကဒီမျိုးမှာနေစေပဲသူကဒီမျိုးမှာမနေတော့ now example တစ်ခုက she's still a teacher she's no longer a teacher she's still a teacher သူမကဆရာမတစ်ယောက်ဖြစ်နေစေပဲ she's no longer a teacher သူမကဆရာတစ်ယောက်မဟုတ်တော့ they're still best friends သူတို့ကတကယ်ချင်းနေဖြစ်နေကြစေပဲ they are no longer best friends they are no longer best friends သူတို့ကတကယ်ချင်းကောင်းနေမဟုတ်ကြတော့ဘူး or another usage က they aren't best friends anymore သူတို့ကတကယ်ချင်းကောင်းနေမဟုတ်တော့ပါဘူး no longer ကအလျော်မှာလာမယ်တကယ်လို့ကျွန်တော်က no longer နဲ့ပြည့်ဘူးဆိုရင် anymore ဆိုရင်ရှေ့က not နဲ့ထည့်ပေးရမယ်ဒီစာကြောင်းမှာဆိုရင် they aren't best friends anymore or they are no longer best friends still ရဲ့အသုံးကကြတော့စာကြောင်းရဲ့အလယ်မှာနေbut to be ဆိုရင် but to be ရဲ့နောက်ကနေလိုက်တယ် but to do ဆို but to do ရဲ့ရှေ့ရနေတယ် he still lives in that city မှာဆိုရင် lives က verb to do မလို့ live ရဲ့ရှေ့က still နေပြရတယ် she's still a teacher မှာဆိုရင် she is but to be ဆိုရင် but to be ရဲ့နောက်ကနေတယ် she is မလို့ she ရဲ့နောက်ကနေရပါတယ် she's still a teacher no longer လေအလယ်မှာပဲသုံးတယ် anymore စာကြောင်းရဲ့နောက်ဆုံးမှာပဲသုံးပါတယ်အဲ့တော့ she's no longer a teacher ဆိုရင် she's but to be ရဲ့နောက်က no longer လေးထည့်ပေးရတယ်အဲ့ဒါကို anymore နဲ့ပြင်ရင်တင်တယ်ဆိုရင် she isn't a teacher anymore စာကြောင်းရဲ့နောက်ဆုံးမှာပဲနေပါတယ်အဲ့တော့ still ရဲ့ opposite က no longer or not anymore ဖြစ်ပါတယ် exam စာကြောင်းလေးကိုရေးခဲ့ပေးပါချစ်စစ်ပေးပါမယ် bye